ဖြစ်ပါတယ်ကျွန်တော်တို့ဒီစပစ်ဆိုင်တဲ့ဒေသမှာမိုးတွေအများများပြီးတော့မှစပစ်ပင်တွေဆိုးဆိုးဝါးဝါးရာသီဥတုကိုရင်ဆိုင်ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့စုပ်ဖွားနှစ်ကြိမ်အသုံးပြုရတဲ့စပစ်အရိုင်းဆိုင်ခင်ရတော့ဗျာຫນွေတွေရောအရွက်တွေရောအားရစရာကောင်းပါတယ်တန်းလုံးပေါ့နော်ဖွားနှစ်ကြိမ်အသုံးပြုထားတဲ့စပစ်အရိုင်းဆိုင်ခင်ကိုကျွန်တော်ရောက်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့နော်ဒီနေ့အောက်တိုဘာလ18ရက်နေ့အခြေအနေပဲဖြစ်ပါတယ်စုပ်ဖွားဖြန်းထားတဲ့စပစ်အရိုင်းဆိုင်ခင်ပါခင်ဗျာဒီမှာသူ့ရဲ့အရွက်တွေရွက်ကာလာတက်တဲ့နှုံတွေပေါ့နော်အရွက်ဖားတဲ့နှုံတွေဒီမှာခိုင်းဖြာတဲ့နှုံတွေစပစ်ဆိုင်တဲ့တောင်သူတွေကြည့်လို့ရပါတယ်ခင်ဗျာပြီးရင်ဒီမှာစပစ်အမြင့်တွေပေါ့နော်မြင့်ဖြာတဲ့နှုံတွေရောတော်တော်တက်လာတာပဲဖြစ်ပါတယ်